ကိုမောင်ခေကျွန်တော်ကိုမြင်လာပါခင်ဗျဒီညကန်ဆယ်ပဲရင်ဖောက်ဝင်မယ်နော်ကန်ဆယ်ပဲဖောက်ဝင်မယ်ကျွန်တော်ကြောက်ရောင်းဝင်မယ်ဗျာနော်ကန်ဆယ်ပဲရင်နှိုင်းမယ်နော်မနေ့ညကျွန်တော်ကန်ဆယ်ပဲမနှိုင်းလိုက်ရဘူးပေါ့နော်ကိုပိုဆိုးမင်္ဂလာပါခင်ဗျကိုနေမင်းကမင်္ဂလာပါခင်ဗျကိုစီသူမင်္ဂလာပါခင်ဗျဒီညကန်ဆယ်ပဲရင်ဖောက်ဝင်မယ်ဗျာနော်ကန်ဆယ်ပဲရင်ဖောက်ဝင်မယ်လိုက်ရှက်လေးလုပ်ပြကြအောင်နော်ပြီးရင်ကျွန်တော်တို့နော်တာမကန်အစီကဲတာမကန်အစီကဲလေးရောင်းဝင်မယ်ဗျာနော်ကြောက်ကတော့လှတယ်ပေါ့နော်ကြောက်ကတော့မိုက်တယ်နော်ကျွန်တော်ကွန်လိုက်ဖောက်လိုက်လို့တော့နော်ကွန်လိုက်ဖောက်လိုက်လို့တော့နော်ဘာမစိုးဖြစ်သွားနိုင်တာပေါ့နော်ကြောက်စီတော့ကောင်းတယ်နော်ကိုဘော်အမေကလာပါခင်ဗျတကွချင်းမဲ့တကွပဲပြောရင်လောက်မယ်အဲကြောင့်ထမင်းကျွေးတာဝါအောင်ကျွေးတာမုန့်နေကျွေးတာ MGKKYE မင်္ဂလာပါခင်ဗျမဲပြီးမှလာမယ်ကျွန်တော်ကိုမင်္ဂလာပါခင်ဗျကိုဘေဘီလေးကိုဘောမင်္ဂလာပါခင်ဗျကိုစီသူချိတ်မင်္ဂလာပါခင်ဗျအလားရှယ်လေးလုံးမဲဖောက်ဝင်ပြန်နော်မဲရင်ဖောက်ဝင်ဖောက်ပြီးတော့ကျွန်တော်တို့နော်ချင်းစုကထုံးပြုံးလေချင်းလေးကြိုက်တယ်ဘာငါပိတ်တယ်14ရောက်ပဲရှိသေးတယ်နော်အယောင်း20ပြည့်မဲဖောက်ဝင်ပြန်နော်မောင်ကာကြီးတဲ့မောင်ကာကြီးကာကြီးတလုံးနဲ့ရေးလိုက်နေမောင်ကာကြီးမလေးခက်ခဲတော့နာမည်ကိုလောက်တယ်မောင်ကာကြီးမင်္ဂလာပါခင်ဗျကဆမ်မဲဖောက်မယ်နော်16ရောက်ရှိသွားပြီ